ကဲငါတို့နှစ်ယောက်လုံး menu life ရဲ့တက်မှာခံဝင်လိုက်ပြီဆိုတော့ menu life community club မှာမာရီနေနဲ့ဘာ benefit တွေရှိလဲမသိဘူးနော် ဒီကငါကတော့လေအကျိုးခံစားဝင်တော်တော်များတယ်လို့ကြားဘူးလေအဲ့တကယ်ချင်းဒီမှာကျူပါတော့ရှိဘယ်ပါတနာပါလဲခြားတော့ကြည့်ကြည့်မယ်ဒီနော် scan လိုက်နော်ဒီမှာကြည့် real fitness ကလည်း menu life ရဲ့ partner ပဲတဲ့ မလေးချင်းမျိုးစိတ်ဝင်စားနေတာတော့ပဲရ ဘယ်လိုလဲနေစိတ်ဝင်စားငါတို့တချိကြအောင်လား တော့ကြည့်မယ် ဒီပါလားနားလေဒီ real fitness က menu life ရဲ့ partner ဆိုမတို့က menu life community club member တွေဆိုတော့ဘယ်လို benefit တွေရနိုင်ရလဲဆိုတာသိချင်လို့ပါ ဟုတ်ကဲ့ဟုတ်အဲ့ဒါလေးရှင်းပြပေးပြီးတော့ဗလီလိုက်ခဲ့ပြပါနော် ဟုတ်ကဲ့ဟုတ် ဟုတ်ကဲ့ Annual Community Club Member တွေအနေနဲ့ကျွန်တော်တို့ ReFitness မှာ membership ဝင်မယ်ဆိုရင်3လအတွက် 5% 6လအတွက် 10% နဲ့အနည်းစာဝင်တဲ့တွေအတွက်ဆိုရင် 15% discount လေးပေးထားရပါတော့ ဟုတ် menu life community club member အကျိုးခံစားခွင့်တွေရနိုင်ဖို့ရောဘာတွေလုပ်ရမလဲရှင် အဲ့ဒါလေးကတော့လေ DI QR code ကို scan ဖတ်ပြီးတော့လိုရတဲ့အချက်လက်လေးဖြည့်ပြီးတော့ login ဝင်ပြီးတော့သုံးပြလိုက်ပါရှင့် အင်းမစိုးနော် step တွေလည်းတိတ်မရှုပ်တော့တော်တော်အဆင်ပြေရပြောရမယ် အေးလို့ဟိုငါလည်းဂျင်စော့ကျင်တာတော့ပဲတလားအဲ့တော့ menu life မှာလေအသက်အာမခံဝင်လိုက်တယ်တော်တော်မှန်တယ်လို့ပြောလို့ရနော်ဟဲ့တကယ်ချင်းဟောတခြားပါတနာတွေလည်းတွားပြီးတော့လေးလာခြင်းမကောင်းလား အင်းမစိုးနော် တစ်ချက်ရှာကြည့်လိုက်မနော်ဟာ Grand Hunter လည်း menu life ရဲ့ပါတနာပဲတဲ့ငါတစ်ခါတော့ကြည့်လိုက်မယ်အနီဖုန်းဆက်ကြည့်လိုက်မသွားဘူး ဆက်လိုက် ဟုတ်ကဲ့မင်္ဂလာပါရှင့်။ဗမာကူညီပေးရမလဲရှင့် မတို့ကခုနကဖုန်းဆက်ထားတဲ့သူတွေပါ menu life community club member တွေအတွက်ကို brand hunter ဘက်ကနေရနိုင် benefit တွေအကြောင်းသိချင်လို့လာခဲ့ရပါရှင် အော်ဟုတ်ကဲ့ပါမညီမတေချာလေးလိုက်ရှင်းပြပေးပါမယ်ရှင်ညီမနောက်လေးချက်လောက်လိုက်ခဲ့ပြီပါနော် Menu Life နဲ့ညီမတို့ Grand Hunter က partner တွေမလို့ Menu Life Community Club member တွေအတွက်တည်တံ့စီစဉ်ပေးထားတဲ့ဝန်ဆောင်မှုတွေရှိပါတယ်ရှင်ဒီတည်တံ့ဝန်ဆောင်မှုတွေထဲမှာဆိုရင်တော့စိတ်ကန်းလာပြတဲ့သူတွေအေးစစ်စစ်တတောင့်တတစိတ်ကန်းလာပြလို့ရအောင်စားတောက်ဖွယ်ရများနဲ့အတူအနားယူလို့ရမယ်တည်တံ့ project လောက်လည်းပြင်ဆင်ပေးထားပါတယ်စေကန်းလာပြတဲ့အခါမှာလူဝယ်များနဲ့ဆောင်ဆိုင်ပြသစရာမလိုပဲဆောင်ဆိုင်တဲ့အနည်းဆုံးဖြစ်စေဖို့ဆရာဝန်ကြီးများပုံမှန် OPD ထိုင်နေတဲ့အချိန်များနဲ့မတူပဲတည်တံ့အချိန်မှာအေးစစ်စစ်အချိန်လုံးလောက်စွာစေကန်းပြသနိုင်မှုစီစဉ်ပေးထားပါတယ်။စေကန်းလာပြတဲ့အခါမှာလည်းဒီ Grand Hunter ရောက်တဲ့အချိန်မှာစလို့ပြန်သွားတဲ့အချိန်ထိစေကန်းပြတာဆေးစစ်တာအဖြေရွေးတာပုံရိပ်ဖို့ဓာတ်မှန်ရိုက်တာဆေးထုတ်တာကအစလီဟင်းကြကြမှုရှိအောင်လဲဆေးရုံဝန်ထမ်းတအူးမှာဝန်အနီးကပ်လိုက်ပါဆောင်ရွက်ပေးပါတယ်။ တခြားဘာတွေယူလာဖို့လို့တည်လဲရှင် ဟုတ်ပါဆရာဝန်ကြီးနဲ့တော့ပြသမယ်ဆိုလို့ရှိရင်တော့ Menu Life မှာကတ်လေးတော့ယူလာပေးဖို့လိုပါတယ်ရှင် အော်ဒီကက်လေးကိုပြောရတာမသိ ဟုတ်ပါတယ်ရှင်အကက်လေးပါပဲရှင်ဟုတ်ကဲ့လာမယ်ဆိုလို့ရှိရင်တော့တရက်တော့ကြိုတင်ပြီးဘိုကေတင်ပေးရပါတယ်ရှင် ဟဲ့မဆောင်ရနဲ့လေတော်တော်လေးကိုမှိုက်နေတယ် ပြီနော် ငါတို့ကြိုက်ဟဲ့ဒါနဲ့လေငါဒီကအပြန်ကိုစီတီမတ်တော်ရင်မကောင်းဘူး တော်လေ ဟောဝယ်စရာလေးရှိသေးတယ်စီတီမတ်ကလည်းငါခုနကကြည့်တော့ပါတနာပဲတဲ့ ဟုတ်လား အဲ့တော့ငါတို့ဘယ်လိုအကျိုးခံစားခွင့်နေရလဲတော်ပြီလေ့လာချင် အဲ့